လားလေးလုံးဘွားကနေတလုံးမဲ့ကြံတော့တဲ့လီဗာပူးတကယ်လို့များလီဗာပူးဟာနျူကာဆယ်ကိုအနိုင်ရရင်ဒတ်လူမျိုးနီးပါအာနီစလော့အတွက်ဗီဒင်ကျွန်းမှာပထမဆုံးဖလားဖြစ်မှာပါဒါပေမဲ့ performance မကောင်းမဲ့အရှုံးပေးလိုက်ရတာကြောင့်ကရာဘောဖလားကိုလက်လွတ်လိုက်ရပြီဖြစ်ပါတယ်လီဗာပူးဟာဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပြီးမြင်တပွဲလုံးမှာဂိုးပေါက်2ကြိမ်သာတဲ့ခဲ့ပြီးခြေပေါက်ကိုတကိုးကလည်းပွဲပိကန်ဒီမှာရခဲ့တာပါမလ17ရက်က PSG အသင်းကိုမကြော်နိုင်ပဲချန်ပီယံလိကနေထွက်လိုက်ရပြီနော်ကရာဘောဖလားမှာလည်းဒုတိယဆုနေတာကျင်းနေခဲ့ရတာပါနျူကာဆယ်အသင်းကသူတို့ရဲ့ဟန်ပန်အတိုင်းကစားသွားပြီးအနိုင်ရလနဲ့ထိုက်တန်ကြောင်းနီးပြအာနီစလော့ကပွဲပြီးမှပြောပါတယ်လီဗာပူးဟာဒီနှစ် FA ဖလားဆုတ်ရအဆင့်မှာပလန်မောက်ကိုရှုံးပြီးပြိုင်ပွဲကနေထွက်ပြီးသားဖြစ်ပါတယ်ဖလားလေးလုံးလမ်းကြောင်းကနေပရီးမီးယားလိဖလားတစ်လုံးကလက်ဝယ်ရှိနေပါတယ်တဖြည်းဖြည်းနဲ့ဖလားတွေပြုတ်လာတာကအသင်းအောင်မြင်မှုအရှင်အဟုန်ကိုဟန်တားနေတာဖြစ်ပါတယ်ပရီးမီးယားလိပြီးဆုံးဖို့9ပွဲအလိုလီဗာပူးကရမှတ်80နဲ့အာဆင်နယ်အသင်းကို12မှတ်ဖြတ်ကဦးဆောင်နေပါတယ်ဒီပြကလော့ရဲ့နောက်ဆုံးရာသီမနှစ်ကလီဗာပူးဟာကရာဘောဖလားတစ်လုံးကိုပဲယူနိုင်ခဲ့ပါတယ် The spice of life.